ပါဒီနေ့ vlog လေးရတော့မရိုက်တာကြာပြီဖြစ်တယ်ဖေတို့ပွဲတွေကို like တဲ့ vlog လေးဖြစ်ပါတယ်အခုတော့တဲရပွဲကိုလိုက်သွားနေပြီပေါ့နော်တဲရတော့နည်းနည်းနောက်ကျတယ်တူမလေးတွေကိုကြိုနေရတာဆိုတော့ဖေဖေတို့ကတော့အရင်ရောက်နေပြီပေါ့နော်တဲအောင်ထပြီးလာရှစ်သားဦးပြတာဟုတ်လားတဲရတီခောက်ပွဲကမိုးလင်းတီကမဲ့ပွဲတော့မဟုတ်ဘူးပေါ့နော်12တက်လောက်ထိပဲကမဲ့ပွဲဆိုပေမဲ့ဘိုက်စာမှာဆိုလို့မုတ်တွေကြိုပြီးတော့ဝင်ဝယ်ခဲ့တယ်ပေါ့နော်ခေကိုလဲတော့ညကြမှာတော့မယ်ပေါ့နော်အခုကတော့နားတဲ့နေရာမှာထိုင်နေကြရပေါ့နော်တဲကမနက်ပိုင်းရှူတင်ကနေလာတာဆိုတော့မသစင်ခက်တွေကမနက်ကရှူတင်မှာပန်လာတဲ့သစင်ခက်တွေပါလာပေါ့နော်ဝိမသစင်ခဏပြဟိုတက်ငွေသစင်ချမ်းနေပေါ့မနက်ကတဲရှူတင်မှာပေးရပန်ပေးရပေါ့နော်အဲသစင်ခက်တွေဟိုကတဲတို့နားတဲ့နေရာနေပြီးတော့အလူရှင်အိမ်ကိုခဏဝင်မယ်ပေါ့နော်ပြီးသွားရင်တော့ပွဲကားတဲ့နေရာတန်သွားမယ်မိုးနဲ့ချုပ်သွားပြီဆိုလို့ရှိရင်ပွဲနေရာသွားရခက်သွားမှာဆိုလို့ပေါ့နော်26ရဲ့ပွဲဥတွေပေါ့ဒါနဲ့ဒီပွင့်လင်းကာလာမှာတော့ပထမဆုံးပွဲတော့မဟုတ်ဘူးဟိုသတင်းကျွတ်မာတွေကစကနေပေါ့နော်ဒါအခု2026ရဲ့ပွဲဥပေါ့ဒါတွေက9လလောက်တည်းကလွန်ခဲ့တဲ့9လလောက်တည်းကဂျိုငါရတာဒါကြောက်တန်းပေါ့ကြောက်တန်းပိုင်တိလဝါနာပေါ့နော်ပါမပါဘူးနော်ဒီနေ့နှစ်ပါမပါဘူးမြန်မာတန်စတေဂျူဟာတပ်ပြက်ဆက်ဒါပဲမိုးလင်းကလည်းနှစ်ပါးပါတယ်ဟာလည်းတမျိုးရှိရဒါတော့နှစ်ပါးမပါဘဲနဲ့ညင်ဝက်ပေါ့ညင်ဝက်ကောင်ပေါ့ဒီနေ့တော်တော်များဒါနဲ့ခေါင်းကြီးရိုက်နေတဲ့အချိန်မှာတော့ဖေ6ပွဲလောက်လွတ်လိုက်ရတယ်မကပွဲအခုကတော့ပွဲတွေပြန်ပြီးစနေပါပြီပွဲမကတော့ဖွဲ့သားတွေကစိတ်မကောင်းကြဘူးလေအဲကြောင့်သူတို့တွေအတွက်အခုဒီ vlog ကြည့်ပြီးပွဲပြန်လာငါလို့ရပါပြီအမသေးရှိမှငါလို့ရပါပြီpercentage ပေါ့နော် percentage ကြီးပါတယ်ဖွဲ့သားတွေကဘယ်လောက်ပွဲစနေလဲဆိုတော့ပြောပြဖွဲ့သားတွေကလေဘယ်လောက်တော့ပွဲစလဲဆိုရင်9နာရီခွဲ10နာရီမှစမှာပေါ့နော်အဲ့ဒါကိုမနက်9နာရီ10နာရီတည်းမိတ်ကတင်လို့လူလာပြီး on နာကြပါနော်တိတ်ပွဲမစဘူးရက်ကကျင်နိုင်ကြနှလုံးတနာရီနှလုံးကဘာလုပ်ထားလဲမဒါမှရဲ့နှုတ်ဝက်ချက်ခဏလေးဒါပြီးကြံပြမယ်ဒီနဲ့လာနေအမကြီးအနီမဆိုကိုရိုင်းလိုက်လာဖြစ်ပါရဲ့ပွဲတော့ပွဲကမယ်နေအောင်တွားနေဖြစ်ပါတယ်ဟောဒီမှာ LED နဲ့ပြအခုကတော့တဲတို့အမလေးပွဲလေးရောက်လာပြီပေါ့နော်ကားတွေကတော့ဘေးနားမှာထိုးပဲအဲ့ဒါတဲတို့အနောက်ကနားရခံပေါ့နော်ကိုကြီးကနောက်ကကြလူရှင်တော့မကတော့ဘူးလို့ကိုကလေးတို့မိသားစုနဲ့ contract တင်းတော့မှာလို့လူများလို့လားဒီမှာကြည့်လိုက်အောင်လေပြပြစမ်းပါဟမ်ဒါပါလေကလေးကလေးဆိုတော့ကွက်တီပဲဒါဒီချင်းရတယ်နောက်တစ်ယောက်ကြီးသွားမယ်တပည့်ဟာရေးမသိဘူးစူးတယ်နော်သွေးထွက်သွားပြီငုတ်ကြီးလာပါကြီးလည်းမသိဘူးအဲ့တော့ငုတ်ကြီးလာကြီးလာပြည့်ရောက်နော်ပေါ်သွားရှာဟာစိုင်းသေးလို့ဟိုင်ကုန်ရှိတယ်နော်ဆက်တယ်ဟာရှိရတော့စိုက်သွားလားစိုက်တော့စိုက်တော့မနာနေရောတော်စီဒဏ်ရာရမတရရောက်ပဲနဲ့ရှော်တော့ကမှာဘယ်လောက်စားပဲရရွှေဘိုးအဲ့လိုဝင်းကုန်နေတဲ့ကားကွက်တွေပြနေတာတယ်မှာမယ်ဆရာငွေမကခင်ကျွန်တော်တို့ကိုကလေးတို့ဖွဲ့ပါဘေးကပါလာတဲ့တူတွေတူမတွေမပါပါဘူးကျွန်တော်တို့အဖွဲ့ခေါင်းဆောင်မင်းသားအစ်စ်ပေါ့နော်နေ့အတွက်ကျွန်တော်တို့အောင်စပူတို့ဆိုင်းရည်မိုးတို့သူရဝင်ထွတ်တို့ကြော်အောင်တင်မယ်ဆိုပြီးတော့ကျွန်တော်သူရဘူးသီးဆိုပြီးတော့မင်းသားလေးဒါလာတယ်မလိမ့်တာဒါပါချန်ထားတာလေဒါလေးဟုတ်ပါဒီလေးဟုတ်ပါဒါမှလည်းကျတော့ဘူးသီးကြော်နော်ကျက်သွန်ကြော်နော်သူရခွေးဆိုပေါ့ဒီလားရပြီဟာမင်္ဂလာစိတ်မှုသီးရပါခင်ဗျာဟုတ်ကဲ့ပါဗျာဒီပါတင်ရအောင်ဆက်ပါဟဲ့နော်ဇင်အစ်စ်တွေပန်ပြီးတော့ထွက်မှာနော်အခက်90ဝယ်တာလည်းမဟုတ်ဘူးတဲလေးတွေနဲ့ကြော်ညာရိုက်တာလို့သူရှိဟာယူဝီဘန်နာသဇင်မန်းစပွန်ဆာပိုင်းသဇင်ထူးမြင့်တဲလေးကိုစပွန်ဆာပေးတာဖူးသိငွေတဲ့သဇင်ချန်တဲ့တဲလေးတွေကျွန်တော်လည်းသဇင်မန်းဆိုင်မယ်တဲလေးတွေဟိုချန်ဟိုဘက်မှာသဇင်မန်းစိုက်ဖို့နေရာလေးလုပ်ပေးမယ်သမီးအတွက်လေးရွယ်တော့ခေါင်းမောင်းဖွင့်ပွဲအနေနဲ့ဆက်ဆရာကြီးအဲ့ဒီငွေသိန်းကဥပြပါဆေးဖောက်လိုက်ပြီဟုတ်ပါကိုကြီးကျော်ကျန်တောင်းရမယ်ခေါင်းမောင်းပေါင်းလို့ရမယ်ခေါင်းမောင်းပေါင်းလို့ရမယ်ကိုကြီးစီးမတူချာနေဟုတ်သူကကိုရှိရောက်သွားတယ်အဲ့ဆိုကိုပြန်ချော့ဟိုကလည်းယူထားပြန်ပြီးတော့ခေါင်းမောင်းလာတောင်းနေတယ်တပိစီရတယ်ဒီဘွားဘွားတော့အနေသားပြင်လို့ဝိုင်းပြင်တယ်နောက်ပြီးတော့ပြပြလိုက်
အဲ့ဆိုရင်ဒီပိုင်းလာပါတော့တစားပဲစီးလေတစားကိုရင်စီးလိုက်လေ ဒါတော့တဲ့ပွဲ vlog ဒီတိုင်းမှာပါတယ်ပေါ့နော်ဖေဖေတို့အဖွဲကပွဲမထွက်ခင်ဆိုလို့ရှိရင်ငယ်တဲ့သူပါကြီးတဲ့သူကိုဒီလိုမျိုးကတော့တဲ့အလေးထားလေးရှိရပေါ့နော်ခေါင်းပြတော့ဘာဖြစ်လဲခေါင်းအကောင်တစ်ဖွဲ့လုံးအသက်ကလေးခေါင်းပေါင်းလေးတွေအားစ ပါတယ်ဒီအခါဝက်စားစစ်ဖွင့်လို့ပေါ့နော်အခုဝက်စား ဒီဇိုင်နာကတော့ကိုစူပါလင်းရဲ့အုတ်ထင်းသူပါ တစုံနဲ့နာသွားပါပြီကြောကြက်ပြီးတော့ဒီမှာ နေတပြည့်အခုကဒါတဲ့လူနေတဲ့ပြောရမှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်နှစ်ပါးတွေလည်းပါတယ်ရင်းတွေလည်းပါတယ်ဆိုတော့လူပုံများရပေါ့နော်အခုဆိုရင်ပါဝင်မဲ့သူတွေကလည်းအကောင်လုံးတီးတီးစင်နေဖြစ်နေကြပြီဆိုတော့တရားနဲ့တရားခါတော့ပြူကတော့တဲ့အစီအစဉ်လေးပြီးတော့ပြီဆိုလို့ရှိရင်ပွဲစားတော့မယ်ပေါ့နော်2026ရောက်ထမအောင်ဆုံးပွဲဥထွက်မှာတော့အင်ဂျီအတက်ကလေးနဲ့အကောင်လုံးအဆင်တူလှနေကြရပေါ့နော်တဲ့ vlog မှာတော့ပွဲကတာလေးတိတ်ပြီးတော့မရိုက်ပြဖြစ်ဘူးပေါ့နော်ဒီလိုမျိုးဆက်စင်နောက်ကဟာလေးတွေကိုအဓိကဦးစားပေးပြီးရောရိုက်ပြဖြစ်တယ်ဆိုလို့ရှိရင်ပွဲလဲစားပြီဆိုတော့ပရိသတ်တွေလည်းတော်တော်လေးရောက်လာကြပြီဒါကတော့ပထမအဆုံးအနေနဲ့ဖះကတော့ခံပြီးတော့အပြူတော့ကရပေါ့နော်အပြူတို့ရဲ့အမြဲတမ်းပွဲရဲ့အဖွင့်လေးပေါ့နော် တို့ဟုတ်တို့ပွဲရလို့အမအပြိုးတော်ရမထိတ်သွားဖြစ်သွားပြီ ဆက်လက်ပြီးတော့ဝဲဦးမေပွဲလည်းမေပွဲသိနေအခန်းကိုကြီးပြောတော့ရုပ်ရှင်တွေတော့ဆောင်ဖြစ်တာဖြစ်တယ်ရုပ်ရှင်တွေတော့ဆောင်တော့ဝင်ရုပ်ရှင်တွေဆောင်စူပါဟီးရိုတွေဆက်လက်ပြီးတော့ပြောလိုက်တယ်သူရဲ့ကတူအားလုံးချစ်တဲ့ကိုရင်းချုံ ပြည့်ရှင်ညီမလေးတော့ ကော်ဖီဖက်တွေပါပါတယ်ခါစားပြောက်ခွေးလည်းပါတယ် ဒါလူတွေကမဆိုခင်တဲ့ပွဲသားတွေအတွက်က10သိန်းရှိပြီသူကြတာကျွန်တော်တယောက်တည်းအတွက်ပါဒါလေပွဲမဟုတ်တာဖေးအတွက်နောက်တစ်ခါပွဲမဟုတ်တာညင်းတာနော်ပွဲမဟုတ်တာအဖေတက်ဆိုရင်ကျွန်တော်တပြားမမြောက်ဘူးပွဲပေးရတယ် အဖေလူရှင်တော်ရဲ့နဲတယ်နော် ကျွန်တော်ရဲ့နဲတယ်ကလကာကာထားသလိုဖြစ်နေလေ တို့တွေကတစ်ခါတစ်ခါလေးလူရှင်တော်ဆရာကြီးတွေအဖေတွေကတော့လို့ရှိရင်ဖျားမှုထွက်လာတယ်တိုက်ပတ်ပြီးတော့ဟာလေဟိုတတိယလည်းသူ့ပြီးထိုင်လိုက်ရနေတာ အမေနဲ့ဆိုင်တယ်နဲ့ဆိုင်တယ်စုအောင်မေနဲ့ဆိုင်ပွဲလာပြီဆိုကိုရိတ်ခါနဲ့ကိုခောက်ဆွဲပြုတ်ရှင်နွေတော့မလာသေးဘူးစင်းစစ်ဆောင်ဆိုင်မိုင်းဆိုင်မို့လေးစားထားတယ်အဲ့လိုလေးစလေးအုပ်ပြီးတော့အလွယ်လေးတစ်ပုံလေးပေါ့နော်အရာပေးရနော် တကယ်ကြီးတယောက်နိုင်လင်းကိုနိုင်လင်းကိုချိုးခေါ်ဝါကနေဒါပရမတော့လူရှင်တော်အားကြည့်တာ ဒီမှာတရားပြတော့ဆုချမဲ့လူတွေအများကြီးတွေကဘာလို့က VIP ဆိုဟိုနောက်မှာတရားတော့ ဒီရဲ့ပရိသတ်တွေကနေပြီးတော့လာထားတဲ့ပွဲသူတွေအများကြီးရလို့ပြောနေကြ အဲ့တော့9သိန်းတစ်ခါအဖေတို့9သိန်းတစ်ခါနောက်ထပ်သိန်း30 ကမလေး သူကကကောင်လေးခေါ်လို့တဲ့ဒေါသတွေထွက်တာ ကမလေးနော်သူရဲ့ကမလေးနော် တော့ကောင်လေးကိုခေါ်စိတ်တယ်တော့အိတ်ချင်ရမယ်အိတ်ချင်လား အဲ့လာသမီးလေးအဲ့လာအဲ့လာအဲ့လာ အဲ့အသေးတော့ဘာဒီကောင်နဲ့မှမဟုတ်တယ် အဲ့တို့ဒီလဝါမှာကားတဲ့ပွဲကပြိသက်တီကအရန်ကိုရုပ်ပြေးရုပ်ရှင်ပဲပေါ့နော်တဲတို့ဘေးပတ်ပတ်လည်းမှာလည်းအများကြီးပဲအဲ့တို့ဒီအခုနားနေရဲ့ဘက်ချင်အနောက်ဘက်ကအစာလူအပြည့်ပဲပေါ့နော် အလူရှင်အလူမရဲ့ချစ်မိတ်ဆွေတွေကဟုတ်ကဲ့ကိုကလေးတို့ဘက်တွေလေကျွန်တော်ကိုကြီးကိုနိုင်ဝင်းထုံးခေါ်ဟုတ်ကဲ့ကျွန်တော်ချစ်ဆုံးတဲ့ခေါ်ကိုဝါကလေးနာမည်မားတယ်တော့တကြီးကလာပြောတာအဘစုချာတဲ့ကိုနိုင်လေးထောင်းတယ်ကိုနိုင်လေးထောင်းနိုင်လေးထောင်းဘယ်လိုမှာဟဲ့ယောက်ျားလည်းမင်းမလို့မင်းပြောအိုက်ဆိုင်ကတော့ခဲရဲငါ့ကိုလောက်တော့ဘာမှတကယ်တော့ကလည်းတော့မဝင်လည်းမကလည်းတော့မရမိတယ်ရောက်60တဲ့တော့ဖေးပြတဲ့မှာတာမဟာကောင်းမှာကောင်းလို့စနေတယ်သူ့ရဲ့ဆေးတော့လားမမမော်လို့လက်စနေတယ်
မယ်တို့ခိုင်းလို့မျိုးအနောက်ဖက်မှာ ရှေ့ကရမ်းစားလေပြရ ရှိရောလေဒီနာအိမ်တစ်ခုဖို့သွားပြီးတော့အကူညီတောင်းပြီးတော့ရှူတာပေါက်ကြမယ်ပေါ့နော် မန်နေဂျာဖိုက်တာ ခနေသားဖိုက်တာရှေ့သွားတော့တို့တွေဇက်စင်ရဲ့အနောက်ဖက်နားမှာရှိရဲ့အိမ်တစ်အိမ်မှာအကူညီတောင်းပြီးတော့တွိုင်းလာကြတယ်ဒီမှာအိမ်နာကိုစုံစမ်းသိချာကျိုးဆဆနဲ့လာကြတဲ့အဖွဲ့ပေါ့နော် ကြောက်တတ်တယ်လက်ကိုရှိ လူကြီးကိုရင်ပေးပေါက်လိုက်ပါ မဟုတ်ငါတို့လူငယ်တွေစုံစမ်းသိကြတယ်ကောင်းကောင်းဖောက်ချင်နေတဲ့လူတွေဆိုတော့လူကြီးကတော့ရေဝင်သွားတာ ကြိုက်စီတော့တယ်စီ ဆန်စီအမပတ်လိုက်လေဆန်စီအုပ်ပြီလာဒီတော့ဆက်ပါလားအစီဝေတခါအမတရားမရနာချ စုံစမ်းစီမြို့လည်းရှော့ရွှေဘုန်းနိုင် ကြောတောက်ပြီးရောက်ကြတယ် မြေဘုန်းနိုင်တဲ့နဲ့ပြင်းသွားတယ်လို့ပဲနော် မြင်ဦးဒီတကားပိုချောင်သွားတာ ဘလို့ရောရွှေဘုန်းထိုင်တာ အိမ်သူလေးကြောင်ကြောင်ပေါက်လို့တစ်ထည်ကြီးဖြစ်ပါလေ ဟုတ်ရပြီလားဟုတ်မယ်ယေလို့ကိုပိုင်တွေယူလိုက်ပြီအေး တခါငါသသိန်းကို တုံနေပြီရောဟမ်တမျိုးတပီးရိုက်နေကိုရမေးရဘာမှမရှိလို့လောက်တာနဲ့ကောင်းတယ်အေးလို့ຫนูရက်သွားပြီလားအေးလိုက်တာတော့အေးပါလေဒါလေးချရတော့ဒါလေးလူလိုက်ကောင်မှမသိဖွာရတော့အငွေးတော့မထွက်ဘူး အမတရားလာအလုံးပြည့်ချမ်းရပါလေကျေးဇူးလိုက်တယ်ဘာသာမနာတော့ခေရုပ်ဖေးကျော်ပြီးတင်ဆက်တဲ့ညမှာအမားများပါလို့ပြင်သားရှင်ခွင့်လင်းကျော်ပြီးတင်ဆက်မှုအချိန်ကြီးစီလို့ဒီညမှာခိတ္တခဏရရင်နောက်နေ့တွေလည်းပြန်ဆုံပြပြီကိုယ်ဆိုရင် ချင်းမနေနေဒီရနေပြီးတော့ပြန်ပါမယ်ပွဲပြီးသွားပါပြီပြန်มาတော့မယ် နောက်ပွဲတွေကြာရင်တွေ့မယ်နော်။တန်ကောင်းအောင်လုပ်ကြမယ်